အားလုံးပဲခရစ်တော်နာမနဲ့မင်္ဂလာပါဖျားခင်တမအကွယ်ကချင်းရောက်ချင်းစေတိုင်းမှာခံစားရရှိကြပါစေဒီနေ့တော့သူဆိုတဲ့ကောင်းစဉ်လေးအဖြစ်အရောက်ချင်းစေတိုင်းကိုနှုတ်ပတ်တော်နဲ့တိုက်တွန်းခွန်အားပေးလိုပါတယ်ဓမ္မချမ်းစာတစ်ပိုက်ကိုဖတ်ချင်ပါတယ်ဆာလံချမ်းအခန်းကြီး23အပိုက်ငယ်1မှာဒီလိုပြောပါတယ်ထာဝရဘုရားသည်ငါ၏တိုးတိမ်ဖြစ်တော်မူ၏လို့ပြောပါတယ်ဆလဘီမှာရှင်ယောခရစ်မှာအခန်းကြီး30အပိုက်ငယ်29မှာလည်းဒီလိုပြောထားပါတယ်ငါသူတို့ဒီငါစကားတန်ကိုနားထောင်၍ငါနောက်သို့လိုက်ကြ၏ထိုသူတို့ကိုငါတည်၏လို့နှုတ်ကပတ်တော်ကပြောပါတယ်ဆိုတော့ဒီနေ့နှုတ်ကပတ်တော်ထဲမှာကြည့်တဲ့အခါမှာခရစ်တော်ကဘုရားသခင်ကယုံကြည်သူတွေကိုတိုးနဲ့နိုင်ထားတဲ့အရာကိုတွေ့ရပါတယ်ယုံကြည်သူတွေကိုတိုးတော်စုလို့ပြောပါတယ်ထိုနည်းတူစွာပဲဒီယေရှုခရစ်တော်ဘုရားကလည်းယုံကြည်သူတွေကိုတိုးလို့ပြောပါတယ်ဆိုတော့ဘာကြောင့်တိုးလို့ပြောတာလေတိုးရဲ့တတ်တာတိုးရဲ့ဘဝအခြေအနေကိုကြည့်တဲ့အခါမှာတိုးဟာအဝေးကိုမမြင်ရဘူးဒါကြောင့်အမြဲတမ်းတိုးထိန်ရဲ့နောက်ကိုလိုက်ရတာဖြစ်တယ်တိုးထိန်ဟာအမြဲတမ်းအရှိမှရှိတယ်တိုးတွေကတိုးထိန်ရဲ့အနောက်မှာရှိတာဖြစ်တယ်ဒါကြောင့်တို့ဟာတိုးထိန်ရဲ့အတန်ကိုနားထောင်ပြီးမှတွားတာဖြစ်တယ်အတန်ကိုနားထောင်ပြီးမှတိုးထိန်ရဲ့နောက်ကိုလိုက်တာဖြစ်တယ်ဆိုတော့ဒီကနေ့ကျွန်တော်တို့အတ္တတာထဲမှာလဲဒီနေ့ယုံကြည်သူတွေကိုခရစ်တော်ကတိုးလို့ပြောပါတယ်။ဘာကြောင့်တိုးလို့ပြောတာလဲဆိုရင်ကျွန်တော်တို့ရဲ့အတ္တတာကျွန်တော်တို့ဘဝရှေ့ရေးကိုကျွန်တော်တို့ဘာမှအသေးချာရရချင်းတိကျတဲ့အဖြေနဲ့တိတဲ့သူမရှိပါဘူး။ဒါကြောင့်ဒီနေ့ယုံကြည်သူအတ္တတာဟာတိုးလို့ပဲကျွန်တော်ဘဝကိုကျွန်တော်မပိုင်ဘူး။ဒါကြောင့်ကျွန်တော်ဘာနဲ့တွားဖို့လဲဆိုရင်အတန်နဲ့တွားဖို့ဖြစ်တယ်။ဘဒုရဲ့အတန်နဲ့တွားဖို့လဲဆိုရင်ခရစ်တော်ရဲ့အတန်နဲ့တွားဖို့ဖြစ်တယ်။ဒါကြောင့်ဓမ္မကျမ်းစာကဒီလိုပြောပါတယ်။ဗျာဒိတ်တော်မရှိရင်လူတို့တွေအကျိုးနဲ့ဖြစ်ကြ၏လို့ပြောပါတယ်။ဗျာဒိတ်တော်ဆိုတဲ့ဘုရားရဲ့စကားတန်ဟာဒီနေ့ယုံကြည်သူအရောက်ချင်းစီတိုင်းမှာနေရစင်တိုင်းမှာလိုအပ်ပါတယ်။ဒါကြောင့်ချစ်တော်ယုံကြည်သူဓမ္မမိတ်ဆွေများဒီကနေ့ကျွန်တော်တို့ဟာဘာနဲ့တွားနေတယ်လဲ။တခါတလေကျွန်တော်တို့ကတိုးထိန်ဖြစ်တော်ခရစ်တော်ရဲ့အရှိမရောက်နေတတ်ပါတယ်။တကယ်တော့ကျွန်တော်တို့ဟာတိုးထိန်ဖြစ်သောခရစ်တော်ရဲ့အနောက်ကနေခရစ်တော်ရဲ့အတန်ကိုနားထောင်ပြီးမှကျွန်တော်ဘဝအသက်တာကိုရှေ့ဆက်ဖို့ဖြစ်တယ်ကျွန်တော်တွားဖို့ဖြစ်တယ်အသက်ရှင်ဖို့ဖြစ်တယ်ဒါကြောင့်ဒီနေ့ကျွန်တော်တို့ရဲ့အသက်ရှင်မှုကတင်ဘလို့အသက်ရှင်နေတယ်လေတိုးထိန်ရဲ့အနောက်ကိုလိုက်ပြီးတဲ့အသက်ရှင်တယ်လားဒါမှမဟုတ်တိုးထိန်ရဲ့အရှိကနေတင်တွားနေတာလားတိုးထိန်ရဲ့အရှိကနေတင်တွားမယ်ဆိုရင်တော့တင်ရဲ့ဘဝဟာစိုးရင်စရာဖြစ်ပါတယ်ကြောက်စရာဖြစ်ပါတယ်တကယ်တော့ယုံကြည်သူအတ္တဟာတိုးကဲတို့တိုးထင်းရဲ့နောက်ကနေတိုးထင်းရဲ့အတန်ကိုနားထောင်ပြီးမှလိုက်ဖို့ဖြစ်တယ်။တိုးထင်းတီးတော့ခရစ်တော်ရဲ့အတန်ကိုနားထောင်ပြီးမှခရစ်တော်ရဲ့နောက်ကနေကျွန်တော်အသက်ရှင်သွားမယ်ဆိုရင်ကျွန်တော်ရဲ့ဘဝအတ္တဟာလုံခြုံခြင်းစိတ်ချခြင်းအကုန်လုံးနဲ့ပြည့်စုံမှာဖြစ်ပါတယ်။တိုးတွေကိုအန်ဒီရမချရအောင်တိုးတွေရဲ့အစာဝပြောအောင်တိုးတွေရဲ့ဘဝတာရအောင်အဓိကပြုစုဆောင်ရှောက်ပေးတော်သူဟာတိုးထိန်ဖြစ်တယ်။ဒိုနည်းတူစွာပဲဒီနေ့ယုံကြည်သူအတ္တတာထဲမှာလဲဒီနေ့ယုံကြည်သူဘုရားသားသမီးတွေဘဝအတ္တတာလုံခြုံဖို့စိတ်ချဖို့ဝပြောဖို့တာယာဖို့လပဖို့ကဒီနေ့ကျွန်တော်တို့လှုပ်ယူလို့မရပါဘူး။တိုးထိန်ဖြစ်တဲ့ခရစ်တော်ရဲ့ဥဆောင်မှုကနေတိုးကဲ့သို့အနောက်ကနေလိုက်ပြီးမှအသက်ရှင်ဖို့ဖြစ်တယ်။ဒိုမှသာလျှင်ခရစ်တော်ရဲ့ပြင်ဆင်ပေးခြင်းအရာခရစ်တော်ရဲ့ကွယ်ကာပေးခြင်းခရစ်တော်ရဲ့ပြုစုခြင်းခရစ်တော်ရဲ့မဆခြင်းအဲမှာဒီနေ့ယုံကြည်သူအတ္တတာဟာဝမ်းမြောက်သောပျော်ရွှင်သောပြည့်စုံသောအတ္တတာနဲ့အသက်ရှင်နိုင်မှာဖြစ်ပါတယ်။ဒါကြောင့်ချစ်တော်ယုံကြည်သူတို့ဓမ္မမိတ်ဆွေများအကုန်လုံးကိုဒီနေ့ခွန်အားပေးခြင်းသောအရာကဒီနေ့ကျွန်တော်တို့ဟာတိုးဖြစ်ပါတယ်။စိတ်မဟုတ်ပါဘူး။တိုးဟာနှိမ့်ချခြင်းရှိတယ်။သခင်ရဲ့စီလိုရာအတိုင်းသခင်ရဲ့အတန်ကိုနားထောင်ပြီးမှသူဟာအမြဲတမ်းလိုက်တာဖြစ်ပါတယ်။ဒါကြောင့်နေ့ရက်စဉ်တိုင်းကျွန်တော်တို့ရဲ့အသက်ရှင်မှုကလည်းကျွန်တော်တို့ရဲ့တိုးထိန်ဖြစ်တဲ့ခရစ်တော်ရဲ့အတန်ကိုနားထောင်ပြီးမှနေ့ရက်စဉ်တိုင်းမှာထိုခရစ်တော်နောက်လိုက်ပြီးမှအသက်ရှင်ဖို့ဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ကျွန်တော်တို့ဟာကိုယ့်ရဲ့ဘဝကိုကိုမပိုင်ဘူးကျွန်တော်တို့ရဲ့ရှေးရဲ့အနာဂတ်ကိုကျွန်တော်ကြိုးပြီးမှမမြင်နိုင်ဘူးမသိနိုင်ဘူး။ဒါကြောင့်ကျွန်တော်တို့ရဲ့အနာဂတ်နဲ့ကျွန်တော်တို့ရဲ့ရှေးကျွန်တော်ဘဝတစ်ခုလုံးကိုပိုင်တဲ့အနာဂတ်ကိုကြိုပြီးမှမြင်နိုင်သိနိုင်တဲ့ခရစ်တော်ဒီဟူသောတိုးထိန်ရဲ့အနောက်ကနေကျွန်တော်တို့ကယုံကြည်ခြင်းနဲ့ခရစ်တော်ရဲ့အတန်ကိုနားထောင်ပြီးမှ
ကျွန်တော်ကဆက်ပြီးမှအသက်ရှင်တွားတော့ဖို့ဖြစ်တယ်ဆိုတဲ့အကြောင်းကိုဒီကနေ့နှုတ်ကပတ်တော်အားဖြင့်ဤများလောက်ဝေငှတိုက်တွန်းခွန်အားပေးလိုက်ပါတယ်အရောက်ချင်းစတိုင်းကိုဖျက်ခင်ကောင်းချီးပေးပါစေ